ချင်ပြည်နယ်ထဲမှာငြိမ်းချမ်းရေးမရနိုင်သေးတဲ့အတွက်လူငယ်ထုအနေနဲ့ပညာရေးစီးပွားရေးဘက်ပေါင်းစုံအခွင့်အရေးရရှိနိုင်မှုတွေဆုံးရှုံးနေရတယ်လို့ကချင်လူငယ်တဦးဖြစ်တဲ့ Grant Branshaw ကပြောပါတယ်။ကုလသမဂ္ဂ UNESCO ရဲ့အစီအစဉ်နဲ့အမေရိကန်ပြည်ထောင်စု Connecticut တက္ကသိုလ်လူငယ်ခေါင်းဆောင်မှုသင်တန်းတစ်ခုကိုတက်ရောက်ခဲ့တဲ့ Branshaw ကို VOA ကတွေ့ဆုံမေးမြန်းထားတာပါ။ ဟုတ်ကဲ့သူကဒီ UNESCO Chair ကနေသူကနှစ်စဉ်နှစ်တိုင်းလောက်တဲ့တင်တန်းဖြစ်တယ်သူကိုကြတော့ဒီကမ္ဘာလုံးမှာရှိရဲ့လူခွင့်ရေးလုပ်ငန်းမှာပါဝင်ခဲ့တဲ့လူငယ်ခေါင်းဆောင်တွေခေါင်းဆောင်မှုပညာနဲ့ဒီလူခွင့်ရေးဆိုင်ရာပညာရက်တွေလှုပ်ဆောင်မှုတွေကိုအချင်းချင်းအတွေ့အကြုံဖလှယ်ဖို့ရန်အတွက်လုပ်ပေးရတင်တန်းလေးမျိုးဖြစ်ပါတယ်အဓိကတော့ forum ပုံစံမျိုးတင်တန်းဆိုတာတဲ့ဆိုင်ဟုတ်ကဲ့အဲ့တော့ဘယ်နိုင်ငံကလူငယ်ခေါင်းဆောင်ဘယ်နှစ်ယောက်လောက်တက်လဲနိုင်ငံပေါင်း90ကျော်ကလူပေါင်း60ကျော်လောက်တက်ရောက်ပါတယ်မြန်မာနိုင်ငံကတော့မြန်မာနိုင်ငံသားတော့3ယောက်ပေါ့မြန်မာနိုင်ငံနဲ့တိုက်ရိုက်လာတော့ကျွန်တော်တယောက်ပါပဲဟုတ်ကဲ့အဲ့ဒါကတော့ကချင်ပြည်နယ်ကိုကိုစားပြုပြီးတော့ပေါ့ဟုတ်ကဲ့ခင်ဗျကချင်ပြည်နယ်ကဘလို့အဖွဲ့အစည်းမျိုးကိုကိုစားပြုပြီးတော့လာတယ်ကျွန်တော်အဖွဲ့အစည်းကိုကိုစားပြုရလို့မဟုတ်ပါဘူးဒီကျွန်တော်ကရှောက်လာသူတို့တင်တန်းခေါ်ရဲကြော်ညာတွေ့မှကျွန်တော်တတိပုဂ္ဂလအနေနဲ့ပဲရှောက်ပြီးမှပဲလာခဲ့တာဖြစ်ပါတယ်အဲ့တော့ဆိုက Branshaw ပြောသလိုလူအခွင့်အရေးဆိုင်ရာကိစ္စဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကိစ္စတွေဆိုတဲ့နေရာမှာကချင်ပြည်နယ်မှာBranshaw အနေနဲ့ဘယ်လိုလူခွင့်ရေးဆိုင်ရာကိစ္စတွေမှာဘယ်လိုကိစ္စမျိုးတွေမှာဆောင်ရွက်ခဲ့ဘူးတယ်လဲဆိုတာလေးနည်းနည်းလေးရှင်းပြပါဟုတ်ကဲ့ကျွန်တော်ဒီဒုက္ခတွေကိုကူညီဆောင်ရှောက်တဲ့အဖွဲ့တစ်ခုမှကျွန်တော်ပါဝင်ခဲ့ပါတယ်ဒီရေနဲ့ဒီ water and sanitation ဌာနကန်တာမှာကျွန်တော်ပါဝင်ခဲ့ပါတယ်ဟုတ်ကဲ့ဒုက္ခတွေဆိုတော့သဘောကတော့ကချင်ပြည်နယ်မှာရှိနေတဲ့ပြည်တွင်းမှာရှိနေတဲ့စစ်ပြေးဒုက္ခတွေပေါ့ဒုက္ခတွေဆိုနှစ်ခုစလုံးပါပါတယ်ကျွန်တော်တို့ဒီကချင်ပြည်ဒီအတွင်းမှာရှိရဲ့ဥပမာဒီအစိုးရထိန်းချုပ်ရနယ်မြေမြို့ပေါ်ဒေသမှာရှိရဲ့လူတွေရဲ့ကျွန်တော်တို့နယ်စပ်မှာရှိရဲ့ဒုက္ခတွေအားလုံးကိုပါပါတယ်စစ်စားဖြစ်ကလေးကဒုက္ခတွေတချို့တွေကစုပေါင်းမှုစင်းစရာရဒုက္ခတွေတသိန်းနီးပါးလောက်ရှိလာပြီအများစုကကြတော့ဒီ KIU ထိန်းချုပ်ရဒေသနယ်စပ်ဘက်ကိုအများစုပြေးကြတယ်တချို့ကြတော့ဒီဘက်မြို့ပေါ်ဘက်ပေါ့နော်ဒီမြစ်ကျနာဝိုင်းမော်ဗမော်ဒီဘက်ချမ်းတွေကိုသူတို့တွေလာကြတယ်အဲ့တော့ဒီတက်ဆိုင်ရာဒေသတွေကတွားရအတွက်ကျွန်တော်တို့အနေနဲ့ကလည်းသူတို့ရှိရဲ့ဒုက္ခတွေရှိရဲ့နေရာတွေမှာကျွန်တော်တို့တွေနဲ့ကုညီထောက်ပံ့မှုတွေကိုစီစဉ်နေလှုပ်ဆောင်နေရဖြစ်ပါတယ် Branshaw ပြောတဲ့စစ်စဖြစ်ကြရဆိုတဲ့စကားပေါ့နော်ဟုတ်ကဲ့ကျွန်တော်တို့တီးတဲ့လောက်ကကချင်ပြည်ဟာ1994 95လောက်ကလေးကကချင်ပြည်မှာရှိနေတဲ့ KIA ကချင်လွတ်မြောက်ရေးတပ်ဖွဲ့နဲ့အဲ့ဒီချိန်ကမြန်မာစစ်အစိုးရအပြစ်ခတ်ရက်စဲထားတယ်ပေါ့နော်ပြစ်ခတ်ရက်စဲတာက18နှစ်လောက်ကြာခဲ့ပြီးတော့မှ2011ခုနှစ်ဒီဇွန်လလောက်မှာကြာတော့မှဒီအပြစ်ခတ်ရက်စဲကကျိုးပေါက်ပြီးတော့အကြီးကျယ်စစ်ပြန်ဖြစ်တယ်ပေါ့နော်အဲ့တော့မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးမှုနဲ့အခုဒီလိုပြုပြင်ပြောင်းလဲမှုတွေနဲ့ပတ်သက်လို့ရှိရင်နိုင်ငံတကာကနေပြီးတော့ဒါချီးမွမ်းနေပြောဆိုနေတဲ့ကြားမှာပဲတကယ်အခုလက်တွေ့ထောက်ပြစရာဖြစ်နေတဲ့ကိစ္စပြည်တွင်းငြိမ်းချမ်းရေးမရဘူးအခြေအနေတွေကတိုးတက်အောင်လုပ်ဖို့လိုသေးတယ်ဆိုပြီးအဓိကထောက်ပြစရာဖြစ်နေတဲ့အချက်ကကချင်ပြည်မှာဖြစ်နေတဲ့ဒီတိုက်ပွဲကိစ္စတွေအဲ့တော့ဒီအပြစ်ခတ်ရက်စဲပြက်ပြားခဲ့တာနဲ့ဒီအကြောင်းရင်းကို Branshaw တို့လိုလူငယ်အနေနဲ့ဘယ်လိုနားလဲဘာကြောင့်ဒီလိုအပြစ်ခတ်ရက်စဲပြက်ပြားခဲ့ရတယ်လို့ယူဆတယ်လဲအပြစ်ခတ်ရက်စဲစပြီးတော့ပြက်ပြက်ခဲ့ရဆိုတာကကျွန်တော်တို့ဒီတင်းနေပါနော်ဒီအခြေအနေပြန်ပြီးတော့ကြီးလိုက်မယ်ဆိုရင်ဒီတပ်ဘက်ကနေစပြီးတော့ဒီချိုးဖောက်မှုရှိရဲ KIO ချို့ဒီကျွန်တော်တို့တာပိန်နော်တာပိန်ရရစစ်စီမံကိန်းအကဒေတာအမှရှိရဲလုံခြုံရေးကိုတပ်အနေနဲ့ကကြတော့ဖယ်ခိုင်းရအစားရမှာချင်းတိုက်ပွဲတွေစပြီးတော့တပ်ဘက်ကစပြီးတော့ကျူးလွန်ပြီးတော့စပြီးတော့ဖြစ်ခဲ့တာဆိုကျွန်တော်တို့တွေ့ရှိရတယ်ခင်ဗျအဲ့ဒါကျွန်တော်တို့ဒီစပြီးတော့ဘာကိုဖော်ပြတယ်လဲဆိုရင်ကျွန်တော်တို့ဒီအရင်တုန်းက94တုန်းကချုပ်ဆိုထားတယ်ကျွန်တော်တို့ရဲ့အပြစ်ခတ်ရက်စဲရေးပေါ့နော်အပြစ်ခတ်ရက်စဲစာချုပ်ကိုတပ်ဘက်ကစချူးဖောက်ပြီးမှပဲစပြီးတော့တပ်တွေထပ်ပြီးတော့ပို့လာတယ်နေရာအနှံ့ကချင်ပြည်နေရာအနှံ့မှာစပြီးတော့တိုက်ပွဲတွေဖြစ်လာတယ်လို့ကျွန်တော်ယူဆပါတယ်ဒီပြဿနာတွေကိုဖြေရှင်းမဲ့နေရာမှာဒါလွန်ခဲ့တဲ့18နှစ်ကျော်လောက်ကလည်းအပြစ်ခတ်ရက်စဲမှုရေးသဘောတူညီချက်နဲ့တပိုင်းတစားဖြေရှင်းခဲ့တယ်ပေါ့နော်ဒါပေမဲ့ဘာကြောင့်မလို့ဒီအပြစ်ခတ်ရက်စဲရ18နှစ်ကြာပြီးတော့မှပြက်ပြားသွားခဲ့ရတာလဲအစိုးရပြောတဲ့ဟာကတော့ Branshaw ရှင်းပြတာကတော့ဒါလက်တွေ့ဖြစ်တဲ့ပြဿနာပေါ့နော်ဒါပေမဲ့ဒီလိုအပြစ်ခတ်ရက်စဲကိုရေရှည်တည်တံ့ပြီးတော့ပိုခိုင်တဲ့ခိုင်သွားအောင်မလုပ်နိုင်ခဲ့တာဘာကြောင့်လို့မြင်လဲ
အပြစ်ခတ်ရဲ့စေပြက်ပြားရတဲ့အဓိကအကြောင်းကြောင့်ငင်းချမ်းမှုမလို့ချင်လို့ပဲကျွန်တော်အနေနဲ့အဲ့လိုပဲယူဆတယ်ခင်ဗျငင်းချမ်းကြီးကိုတကယ်လိုချင်တယ်တကယ်တမ်းပဲတိုင်းပြည်ကိုဖွံ့ဖြိုးတိုးရအောင်တိဆောက်ချင်တယ်ဆိုရင်ဒီလိုစစ်ပွဲမျိုးကိုဘလို့မှစလာစရာအကြောင်းမရှိဘူးခင်ဗျတကယ်တမ်းငင်းချမ်းကြီးကိုတကယ်မလိုချင်လို့ပဲလို့ကျွန်တော်အနေနဲ့ယူဆပါတယ်ဘယ်သူတွေကမလိုချင်တာလဲဒါဟိုလက်ခုပ်ဆိုတာကဟိုနှစ်ဖက်ဒီမှမြည်ရမလားဆိုတော့ဒီလိုတိုက်ပွဲတွေဖြစ်ကြရဲဆိုတဲ့နေရာမှာတစ်ဖက်တည်းကိုပဲပြောလို့ရမလားဒီကိစ္စတစ်ဖက်သက်ပဲဖြစ်နေရလို့မြင်သလားကျွန်တော်အနေနဲ့ပြောရရင်တော့ဒီစစ်ကကြတော့ဥမာ KIO တွေကကြတော့တွားတိုက်တာမဟုတ်ပဲねစားကြည့်လိုက်မယ်ဆိုရင်ပြဿနာဖြစ်တာစားကြည့်လိုက်တပ်ဘက်ကစပြီးတော့တိုက်ခိုက်မှုတွေကိုပထမအဆုံးပြုလုပ်လာတဲ့အတွက်အဓိကတာဝန်ရှိရကြတော့ကျွန်တော်တို့ဒီစစ်တပ်မှာတာဝန်အဓိကရှိရတော့ကျွန်တော်အနေနဲ့ယူဆပါတယ်လွန်ခဲ့တဲ့18နှစ်လောက်ကဒီ KIO နဲ့မြန်မာစစ်တပ်တို့အဲ့ဒီအချိန်ကအပြစ်ခတ်ရက်စဲတဲ့အချိန်ကဆိုရင် branch အောင်တို့ကလူငယ်ပဲရှိပါလေဦးမယ်အဲ့ဒီမတိုင်ခင်ကအခုတို့ကြားခဲ့တဲ့လောက်ဆိုရင်ပြည်နယ်အတွင်းမှာကဟိုနှစ်ဖက်တိုက်ပွဲတွေကအရန်ပြင်းထန်နေခဲ့ပြီးတော့လူငယ်တွေအနေနဲ့ပညာသင်ကြားခွင့်စီးပွားအခွင့်အလမ်းလုပ်ပိုင်ခွင့်အခွင့်အလမ်းဆိုတာမရှိသလောက်တွေဖြစ်ခဲ့ရတယ်လေဟိုရက်ရွာမတည်ငြိမ်ဘူးပေါ့ဒါပေမဲ့အဲ့ဒီအချိန်ကအပြည့်ခတ်ရက်စဲပြီးတဲ့နောက်ပိုင်းမှာ branch အောင်တို့လူငယ်တွေအနေနဲ့ပညာရေးအခွင့်အလမ်းစီးပွားရေးအခွင့်အလမ်းလူမှုရေးထောက်ပံ့မှုတွေမှာပါဝင်နိုင်ခွင့်အခွင့်အလမ်းလေးတွေရလာခဲ့တယ်လို့ပြောရတဲ့သူတွေရှိပါတယ်အဲ့တော့အဲ့ဟာနဲ့ပတ်သက်လို့ရော branch အောင်အနေနဲ့ဘယ်လိုမြင်လဲ branch အောင်ကဒီအသက်ပြည့်ခတ်ရက်စဲထားတဲ့18နှစ်တာကာလအတွင်းမှာကြီးပြင်းလာခဲ့ရတဲ့လူငယ်တယောက်ပါဟုတ်ကဲ့အတိုင်းတာတစ်ခုလောက်ထိတော့ဒီစီးပွားရေးဆိုင်ရာလုပ်ငန်းတွေမှာကြတော့လူငယ်တွေနေနဲ့ဒီသွားလာလှုပ်ရှားခွင့်တွေရခဲ့အမှန်ပါတယ်ငင်းချမ်းရေးပေါ့ငင်းချမ်းရေးပြောလို့မရဘူးပေါ့နော်ဒီအပြစ်ခတ်ရဲ့စေးရေးအဖြစ်တိုက်ပွဲတွေမရှိရတဲ့အတွက်လူတွေအနေနဲ့အတိုင်းတာတစ်ခုဒီသူတို့အနေနဲ့လုံခြုံမှုရှိရလို့ခံစားရတဲ့အတွက်သူတို့အနေနဲ့ဒီစီးပွားရေးလုပ်ငန်းတွေဥမာကျွန်တော်တို့ဒီဘက်က KIO ဖွဲ့ကလည်းဖွံ့ဖြိုးရေးလုပ်ငန်းတွေလှုပ်ဆောင်နိုင်ခွင့်ရရှိလာတဲ့အတွက်ဖွံ့ဖြိုးမှုတွေအတိုင်းတာတစ်ခုထိကျွန်တော်တို့ရှိလာတယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်အဲ့တော့လူငယ်တွေအပိုင်းမှာရောအခုဆိုလို့ရှိရင် branch တို့အနေနဲ့ဟိုပညာသင်ကြားခွင့်တွေရပြီးတော့နိုင်ငံတကာထွက်ပြီးတော့ဟိုပြည်내ဖွံ့ဖြိုးရေးလုပ်ငန်းတွေလူအခွင့်အရေးလုပ်ငန်းတွေကိုဟိုကြည်ကြဲပြန့်ပြန့်ပို့ပြီးတော့အမြင်နဲ့ကြည့်ပြီးလုပ်ပိုင်ခွင့်တွေရလာပြီဆိုရင်အခုလက်ရှိပြဿနာမှာတကယ်ဟိုပြည်내အတွင်းမှာငြိမ်းချမ်းရေးရလာအောင်ဖွံ့ဖြိုးရေးရလာအောင်အဓိကလှုပ်ဆောင်ရမယ့်အချက်တွေဘာတွေလဲဆိုတော့မြင်လာတယ်ဟုတ်ကဲ့ဒီပြည်နယ်အတွင်းပထမအောင်ဆုံးငင်းချမ်းရေးရလာအောင်ဆိုတော့ပထမအောင်ဆုံးအနေနဲ့ကျွန်တော်တို့ဒီတိုက်ပွဲတွေကိုဟိုဒီလုံးဝကိုရက်ဆိုင်ပြရပါမယ်ခင်ဗျပြီးတော့ကျွန်တော်တို့ကြည့်မယ်ဆိုငင်းချမ်းရေးဆိုတာဒီတိုက်ပွဲလုံးဝမရှိရုံနဲ့ငင်းချမ်းရေးလို့ကျွန်တော်တို့ပြောလို့မရတဲ့အတွက်ဆက်ပြီးတော့ဒီတိုက်ပွဲတွေမရှိရောနောက်ပိုင်းမှာကျွန်တော်တို့အနေနဲ့ဒီလူခွင့်ရေးဆိုင်ရာတွေကိုပြန်လဲဖော်ထုတ်ပြီးနောက်ပိုင်းမှာဒီဖွံ့ဖြိုးရေးလုပ်ငန်းတွေကျွန်တော်တို့စပြီးတော့လှုပ်ဆောင်ရပါမယ်အထူးသဖြင့်ပညာရေးကျန်းမာရေးပိုင်းမှာလှုပ်ဆောင်ရမယ်ကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒီရန်ကုန်မန္တလေးတို့ပေါ့နော်ဒီမြို့ကြီးတွေပဲနဲ့ကျွန်တော်တို့နယ်ဘက်တွေဆိုရင်ဖွံ့ဖြိုးမှုတွေကအရန်ကြီးกว่าဟာနေရတွေ့ရသေးတယ်ကျွန်တော်တို့ဒီနယ်ဘက်ကလူတွေဆိုရင်ဖွံ့ဖြိုးမှုအတွက်အခွင့်အလမ်းတွေကအင်မတန်မှနေပါနေသေးပါတယ်အဲ့ဒါကိုကျွန်တော်တို့ဟိုအဓိကအစီအစဉ်ချမှတ်ပြီးတော့ကျွန်တော်တို့လှုပ်ဆောင်ရမယ်လို့ကျွန်တော်ယူဆပါတယ်အဲ့တော့လူငယ်အမြင်နဲ့ပဲပြောမယ်ဆိုလို့ရှိရင်ကချင်ပြည်နယ်ထဲမှာရှိနေတဲ့လူငယ်အများစုအနေနဲ့သူတို့အဓိကနစ်နာဆုံးရှုံးနေရတာကဘာလို့ branch အောင်မြင်လဲသူတို့အနေနဲ့အဓိကနစ်နာဆုံးရှုံးနေရတာကကြတော့ဒီဘက်ပေါင်းစုံကအခွင့်အလမ်းတွေရရှိမှုပေါ့နော်အခွင့်အလမ်းသူတို့အများကြီးဆုံးရှုံးနေရတယ်။ဟိုသတင်းနည်းပညာပိုင်းတွေဆိုရင်ကျွန်တော်တို့ရန်ကုန်မန္တလေးနဲ့ရှင်အများကြီးကျွန်တော်တို့ဆုံးရှုံးရတယ်။ပညာရေးပိုင်းဆိုင်ရာဆိုရင်ကျွန်တော်တို့နေရန်ကုန်နဲ့နယ်ဆိုရင်အများကြီးဆုံးရှုံးနေရပါတယ်။သူတို့ပညာရေးပိုင်းမှာကျွန်တော်တို့ပို့ပြီးတော့နောက်ကျနေရပါတယ်။နောက်တစ်ခုကကျွန်တော်တို့ကြားတဲ့သတင်းတွေအရဆိုလို့ရှိရင်ကချင်ပြည်ဘက်မှာလူငယ်တွေကြားထဲမှာမူရစ်ဆေးဝါးနဲ့ဒီ HIV AIDS ပြဿနာတော်တော်လေးဆိုးဝါးတယ်လို့ကြားတယ်။အဲ့ဒါရဲ့အရင်းခံပြဿနာကဘာလို့ယူဆလဲ။ဟုတ်ကဲ့အဓိကအရင်းခံပြဿနာကလူတွေအလောက်ကင်အခွင့်အလမ်းမရှိဘူးပြဿနာတစ်ခုရေနော်အဓိကတစ်ခုကကြတော့ဒီຢာတွေကိုမူရစ်ဆေးဝါးတွေအလွယ်တကူရရှိနေခြင်းအဲ့ဒါအဓိကပြဿနာပါပဲ။အဲ့တော့အလောက်ကင်ခွင့်လမ်းမရှိဘူးဆိုတာကတော့ဒါဟိုငြိမ်းချမ်းရေးတည်တည်ကြမရှိတဲ့ပြဿနာဖွံ့ဖြိုးရေးမရှိတဲ့ပြဿနာပေါ့နော်။ဒီနေရာမှာမူရစ်ဆေးဝါးတွေအလွယ်တကူရနေနိုင်တယ်ဆိုတဲ့ကိစ္စမှာတော့ဒီသက်ဆိုင်ရာဘုံအစိုးရအာဏာပိုင်ရောပြည်နယ်ဘက်မှာဟိုတစ်ချိန်ကအခုလက်ရှိလဲထိန်းချုပ်ထားတဲ့ KIO တို့ရောဒါတွေကိုကြကြနနထိန်းချုပ်မှုမရှိလို့ဖြစ်နေရလားဒီဘက်ပိုင်းမှာကြတော့အမှန်ဒီနှစ်ဖက်လုံးကနေတင်းတင်းကြပ်ကြပ်ကိုဟိုဆက်ပြီးတော့ဟ
မူဝါဒတိကျချမှတ်ပြီးလှုပ်ဆောင်ဖို့လိုအပ်တယ်လို့ကျွန်တော်ယူဆပါတယ်တခြားပညာပေးကိစ္စတွေနဲ့ပတ်သက်လို့ရောအထူးသဖြင့်ကချင်ပြည်ဘက်ပိုင်းမှာလူငယ်တွေကိုပညာပေးနိုင်မှုအတွက်ထိရောက်တဲ့သတင်းစာတွေအတန်လွင့်ဌာနတွေဒါတွေရှိလာပြီလားအဲ့ဒါတွေတော်တော်လေးကိုနည်းနေသေးပါတယ်ဒီသက်ဆိုင်ရာဒီဖွံ့ဖြိုးမှုဒီဖွံ့ဖြိုးရေးအဖွဲ့တွေကနေလှုပ်ဆောင်မှုရှိနေပြီမဲ့တော်တော်လေးဒီထက်ပိုပြီးလှုပ်ဆောင်ဖို့လိုအပ်သေးတယ်လို့ကျွန်တော်အနေနဲ့ယူဆပါတယ်အဲ့တော့ branch အောင်အနေနဲ့အခုဒီမှာလဲအမေရိကန်မှာကုလသမဂ္ဂကနေပြီးတော့ကျင်းပတဲ့ကမ္ဘာလူငယ်ခေါင်းဆောင်တင်နန်းမှာအတွေ့အကြုံတွေရခဲ့တယ်ပေါ့နော်ဒီမှာရခဲ့တဲ့အတွေ့အကြုံတွေကိုဗမာပြည်ပြန်ပြီးကချင်ပြည်ပြန်ပြီးတော့ဘာတွေဘယ်လိုများဝေမျှနိုင်မလဲဘာတွေများလှုပ်ဆောင်သွားဖို့ရည်ရွယ်ချက်ရှိလဲဟုတ်ကဲ့ဒီဟိုပြန်လာဖို့ဆိုတာကလာတဲ့ဖို့ဆိုတာကြတော့အင်မတန်မှဒီရနိုင်ခဲ့တဲ့အခွင့်အရေးတစ်ခုဖြစ်လို့ကျွန်တော်အနေနဲ့ကျွန်တော်တို့ပဲအခွင့်အရေးမရရှိသေးတယ်ကျွန်တော်တို့နေရကျွန်တော်ညီကိုမောင်နှမတွေအများကြီးရှိရယ်ပြီးတော့အဲ့အရာအတွက်ကိုကျွန်တော်တို့တတ်နိုင်တဲ့လောက်ဆက်ပြီးတော့ကျွန်တော်လူခွင့်ရေးဆိုင်ရာကိစ္စတွေမှာကျွန်တော်ဆက်ပြီးတော့လှုပ်ဆောင်သွားဖို့အစီအစဉ်ရှိပါတယ်ခင်ဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်နော်ကျေးဇူးတင်ပါတယ်ကုလသမဂ္ဂ UNESCO ရဲ့အစီအစဉ်နဲ့အမေရိကန်ပြည်ထောင်စု Connecticut တက္ကသိုလ်လူငယ်ခေါင်းဆောင်မှုသင်တန်းတစ်ခုကိုတက်ရောက်ခဲ့တဲ့ကချင်လူငယ် Grant Branch ကိုဆက်သွယ်မေးမြန်းထားတာပါကျွန်တော်တန်းလွင်ထောင်းပါခင်ဗျာ